လူတိုင်းကငါအရင်လိုကြွေးကြော်နေကြတဲ့ဒီလောကကြီးထဲမှာကျွန်တော်တို့ဟာတန်းစီတဲ့အခါအကျိုးခံစား권ရတဲ့အခါဒါမှမဟုတ်ဆုလက်တွေကိုခွဲဝေတဲ့အခါမှာတောင်ကိုယ်ဝေစုလျော့သွားမှာကိုစိုးရိမ်ကြီးဖြစ်တတ်ကြပါတယ်ဒါပေမဲ့မိတ်ဆွေတို့ခင်ဗျာတခြားသူတွေရဲ့အကျိုးစီးပွားကိုအဆုံးထိအကုန်ဖြည့်ဆည်းပေးပြီးမှမိမိအတွက်ဝေစုကိုရှာဖွေတဲ့ခေါင်းဆောင်မျိုးကိုမြင်ဖူးပါသလားယောရှုဟာနေစုအားလုံးမြေကွက်တွေခွဲဝေမြန်ချင်းဆောင်ဆိုင်ခဲ့ပါတယ်ပြီးတော့မှအဆုံးသတ်မှာတာယာလာပတဲ့မြေပြန့်လွင်ပြင်းမဟုတ်ပဲအဖလိန်တောင်ပေါ်ကကျန်တဲ့နဲ့တိမ်နဲ့တေရမြေကိုအမွေအဖြစ်တောင်းဆိုခဲ့ပါတယ်ဒီရဲလာမျိုးသားတို့ဒီမိမိတို့နဲ့နမိတ်လိုက်ပြီးတော့ကိုဝေဖန်ခြင်းမှုကိုပြီးစီးကြတော့ခါအပေါ်49ဒီနေရာမှာပြီးစီးခြင်းဖေပြဲစကားဒီဆိုတာဟာအချိန်တည်းလို့ပြီးသွားတာမျိုးမဟုတ်ပဲပြီးဆုံးအောင်ပြင်ဆင်ခြင်းရည်ရထားတဲ့အမှုကိုအဆုံးတိုင်ပြီးမြောက်အောင်ဆောင်ရွက်ခြင်းဆိုတဲ့နှဆိုင်တဲ့အတိတ်ပဲပါဝင်ပါတယ်ခါဟာခေါင်းဆောင်တယောက်ရဲ့ဂုဏ်သိက္ခာပါပဲအတိုက်ဝင်းတစ်ခုလုံးငင်းသက်ခြင်းထဲမြောက်မချင်းမိမိရဲ့အခွင့်အရေးကိုဆိုင်းငံ့ထားပြီးကိုယ့်အကျိုးထက်တာဝန်ကျေပုံဖို့ကိုပို့ပြီးခယုံဆိုင်တဲ့သဘောထားမျိုးဖြစ်ပါတယ်ယေရှုခရစ်တော်ဟာကောင်းကင်ဘုံရဲ့ဖုံးစည်းစိမ်အားလုံးကိုပိုင်ဆိုင်တဲ့ရှင်ဖြစ်ပေမဲ့ကျွန်တော်တို့အတွက်ကောင်းကင်မွေကိုခွဲဝေပေးဖို့အနေဆုံးနေရာကိုဆင်းသက်လာခဲ့ပါတယ်ပြီးတော့လက်ဝါးကတိုင်ပေါ်မှာနောက်ဆုံးထွက်သက်ကိုရှုထုတ်ရင်းအမှုပြီးစပဒူဂျစ်လိုကြွေးကြော်ခဲ့ပါတယ်ဒီကြွေးကြော်တန်ဟာယောရှုရဲ့ဒီနဲ့ထပ်တူကျနေပါတယ်မိမိကိုပေးဆက်ပြီးကျွန်တော်တို့ရဲ့အဖြစ်ဖြစ်နာကိုဖြည့်ရှင်းပေးခဲ့ကလူသားမျိုးနွယ်ကိုကယ်တင်ခြင်းဆိုတဲ့တာဝန်ကြီးမှာတရားမျှတတဲ့အဆုံးသတ်မဲ့ကိုရေးထိုးခဲ့တာဖြစ်ပါတယ်ယေရှုဟာပြန်လည်ရှင်သန်ထမြောက်ခြင်းအဖြစ်အဲ့ဒီပြီးမြောက်ခြင်းဟာအချင်းကြီးမဟုတ်ကြောင်းသက်တည်ပြခဲ့ပြီးအောင်ပွဲရဲ့ဝမ်းမြောက်ခြင်းကိုကျွန်တော်တို့အတွက်လက်ဆောင်ချစ်ပေးနာခဲ့ပါတယ်ချစ်မိတ်ဆွေတို့ခင်ဗျာယေရှုကိုယုံကြည်တယ်ဆိုတာဗာလဲအဲ့ဒါကတော့ကျွန်တော်တို့အတွက်အရာအလုံးကိုပေးဆက်ခဲ့တဲ့ယေရှုရဲ့ဆွလွတ်ခြင်းနဲ့ပြီးမြောက်ခြင်းကိုကျွန်တော်တို့ဘဝရဲ့ဆက်မှုနာဖြစ်ယူခြင်းပါပဲလောကကြီးကတော့မင်းဝိစုကိုအရင်ယူလို့ဆက်ပြီးတွေးဆောင်နေတော့ပါပဲဒါပေမဲ့ရှင်ပြန်ထမြောက်တဲ့ယေရှုကတော့အခုတော့တခြားသူတွေရဲ့အကျိုးအတွက်ဖျားသခင်ရဲ့နိုင်ငံတော်အတွက်မင်းတို့ရဲ့ဘဝကိုဆက်ကပ်ကြလို့မိန်တော်မူပါတယ်ဆွလွတ်မှုပါတယ်အောင်မြင်မှုဟာအနစ်မဲ့ပါတယ်ဒါပေမဲ့ဆွလွတ်မှုပါဝင်တဲ့ပြီးမြောက်ခြင်းကတော့ပတ်ဝန်းကျင်ကိုပြောင်းလဲစေပါတယ်ကျွန်တော်တို့လည်းဒီနေ့မှာကိုကျိုးထက်အတိုက်ဝင်းရဲ့အကျိုးကိုအရင်စဉ်းစားတဲ့အခါကျွန်တော်တို့ရဲ့ဘဝမှာလောကကတူပလို့မရတဲ့တရားမျှတတဲ့အဆုံးသတ်မဲ့ရဲ့ဂုဏ်သိက္ခာတွေစီးဆင်းလာမှာဖြစ်ပါတယ်ကိုထက်သူတစ်ပါးကိုအရင်ဦးစားပေးတဲ့အဲ့ဒီမြင့်တဲ့အဆုံးသတ်ခြင်းကတဆင့်ကျွန်တော်တို့အတွက်လက်ဝါးကတိုင်မှာအသေးခံခဲ့တဲ့ယေရှုရဲ့မိတာတော်ဟာမိတ်ဆွေတို့ရဲ့ဘဝမှာတတ်တည်ထင်ရှားပါစေကြောင်းဆုတောင်းမေတ္တာပို့တတ်ပါတယ်